အားလုံးပဲမင်္ဂလာပါဗျဒီနေ့ကျွန်တော်ခေါ်ဆောင်သွားမယ့်နေရာလေးကတော့စင်ကာပူနဲ့မလေးနယ်စပ်နားမှာရှိတဲ့စင်ကာပူနိုင်ငံထဲက Woodland ဆိုတဲ့နေရာကနေပြီးတော့အနီးနားမှာရှိတဲ့ဈေးသက်သာပြီးအရသာရှိမဲ့ food court လေးကိုဒီအမိတ်ဆွေများခေါ်ဆောင်သွားမှာဖြစ်ပါတယ်ကျွန်တော်နေတဲ့နေရာကနေပြီးတော့9မိနစ်ပဲမြေပုံမှာပြထားတဲ့အတိုင်းလမ်းလျှောက်မှာဖြစ်ပါတယ်ဗျဒါကတော့ကျွန်တော်တို့ food court ရဲ့အဝင်ဝလေးပဲဖြစ်ပါတယ်ကျွန်တော် food court မှာဆိုလို့ရှိရင်များပြားလှတော့များပြားစုံလင်လှတော့အစားအသောက်မျိုးစုံကိုရရှိနိုင်မှာဖြစ်ပါတယ်အိန္ဒိယအစားတရုတ်အစားတက်လို့စားတဲ့သူများအတွက်လည်းတက်လို့အစားများစွာရှိပါတယ်စားပြီးတောက်ပြီးကျွန်တော်တို့အေးတောက်လို့လည်းရနိုင်ပါတယ်pricing နဲ့ menu ကိုအရှိမအခုလိုပဲမြင်တွေ့ရပါတယ်။မှာပြီးဒီလိုနေရာတွေမှာလည်းထိုင်စားနိုင်ပါတယ်။ဒီကတော့ကျွန်တော်ပုံစားဆိုတဲ့ဆိုင်လေးပေါ့နော်။ကျွန်တော်ဒီနေ့မှာကတော့ဒီပုံစားဆိုင်ကနေပြီးတော့ချက်ပေါင်2တုံးကိုစင်ကာပူဒေါ်လာ5ကျပ်နဲ့ဝယ်ခဲ့ပါတယ်။အဲ့တော့ပေးသက်များလဲစင်ကာပူရောက်ရင်ဒီဆိုင်လေးကိုလာလဲကြပါဦးဖိတ်ခေါ်အပ်ပါတယ်ဗျာ။